ဒါတော့ကျွန်တော်တို့ပင်လောင်းကနေ45မိနစ်လောက်ဒီနေပြီးတော့သွားလမ်းမှာရှိရဲဒီလမ်းညာဘက်မှာပေါ့နော်ပင်လောင်းနေသွားမယ်ဆိုလမ်းညာဘက်နေပြီးတော့နေလာမယ်ဆိုရင်ပင်လောင်းရောက်ခံနေလမ်းပေဘက်ပေါ့နော်ဒီမှာတစ်ထပ်တိုက်ပုလေးတွေ့လိုက်မယ်အဲ့မှာကားထားမှာပေါ့နော်ပြီးရင်ကျွန်တော်တို့ကကားထားပြီးတော့9မိနစ်10မိနစ်လောက်လမ်းလျှောက်ဆင်းလို့ရှိရင်ရေဝင်ကူနေရာလေးကိုရောက်ပါပြီ။တော့ရေဝင်ကူအရှိကတော့ကျွန်တော်တို့ဟောလောက်ရှိမယ်မီတာ150နေရာဝန်းကျင်လောက်ရှိမယ်တဲ့။ခံမှန်းကြည့်ပါနော်။အထဲမှာတော်တော်လေးလာပါတယ်။ရေကတော့တိမ်ပါတယ်။ကူဝနာမှာခါလောက်ဒီနေရာလေးပေါ့နော်ခါလောက်ရှိတယ်။ရနေစင်းဝါးတဲ့ရေတွေဆိုရင်ကြောက်ဆောင်လေးနဲ့တပ်ပုံရလို့အဆင်ပြေတော့ပေါ့နော်အဲကျွန်တော်အဲ့ဒီနဲ့တော့ပူရင်းနဲ့ဒီမှာတပ်ပုံတွေရိုက်ပြခဲ့ပါတယ်